Yo, a la vida. Bueno, Marayon tambiénဖြစ်ပါတယ်။ခုမနက်ကဘယ်လောက်ရှိလဲဆိုတော့6နာရီကြော်လောက်ရှိပြီဆင်းတယ်။ဘာမှမလို့ရ9နာရီဆိုမဟုတ်6နာရီတော့မဟုတ်ဘူး8နာရီတော့ရာသီတော့ပူပဲနဲ့တော်တော်လေးနေလို့ကောင်းတယ်။ share ပဲ။ဆိုရင်8နာရီမှာတော့လည်းရှင်းနေတော့မလမ်းမတွေကလူထိုးတယ်ထွက်ခါစားလေး8နာရီ24ကိုလေးကိုကောင်းကောင်းလေးထွက်လို့လေ့ကျင့်ခန်းတွေပါလို့ဒီကတော်တော်အများကြီးပဲဒါဒီကတော့အဲ့လိုနည်းနည်းလေးနှွေးပေမဲ့အရင်မပူဘူးအဲဒါမှမဟုတ်ဒွိုင်းကနေပဲချင်းချင်းလာခဲ့လို့လားမသိဘူးအဲ့လောက်ကြီးပူရလို့မခံစားရတော့တော်တော်လေးအဆင်ပြေသွားတယ်မှာโอเคနောက်3မိနစ်လောက်လမ်းလျှောက်ပြီးရင်မာလိုင်းရုံတွေ့ပါတော့မယ် Let's go showကျွန်တော်စစ်ပွဲလိုမျိုးပေါ့နော်တော်တော်ရင်ဆိုင်နေရပါတယ်ဘာလို့လဲဆိုတော့ဒီနားရဲပါပဲလူရတယ်တဲတိုင်ရိုက်နေရဟာဟိုမှတော်တော်လေးကိုတို့မှခန်းစားလေလူရိုက်ကလူရရပါတကယ်လုံးဝခန်းဟိုကတော့မနေ့ရှင်းနိုင်ပဲရှိတယ်အဲ့တော့အလောက်ရှင်းနိုင်ကိုမသိရင်တော်တောက်ဆရာကြီးလုံးဝနေ့ပဲတော့သိချင်ဒီနေ့ပိုင်းဆိုရိုက်လို့မကောင်းဆိုတာဘယ်လိုပြောမလဲလိုက်တင်ကရတယ်သူရောက်လာလို့ရှင်ဘာလို့ပါသက်တွေဟာဘလို့ဘာသာတွေဟာနေကြတယ်ဟာဘလို့မဟာတော့ဒွင်းဟာနေဆိုမဟာတော့ဘာလဲခါဘာလို့ပါသက်တွေဟာတို့တရားတော်တက်ကြည့်ပါမယ်ဒါပေါ့ပါဒီမှာလဲစူးစမ်းပန်းစားလုပ်နေလူတွေကအကုန်လုံးရှိပါတယ်။ဘယ်စူးစမ်းနေကြပါဒီမှာ။လူမှမစူးစမ်းနေလူမရှိပါဘူး။ပြပါဦးမယ်။စူးစမ်းနေလူကြီးပါ။တော့စူးစမ်းနေလူကြီးကအဲ့လိုရှိပါတယ်။အကုန်လုံးစူးစမ်းနေကြပါ။နော်။လူမှမစူးစမ်းနေလူမရှိဘူးလားမ။ဘုံကစူးစမ်းနေကြ။အားကြောင့်လည်းလူတက်မဟုတ်လေအုပ်ချင်းတော့ကလူသိမ့်မတွေ့သေးဘူး။ဘလို့စင်ကာပူတိုးတက်နေရသိနေလားအကုန်လုံးအကုန်လုံးကစူးစမ်းပေးနေကြစင်ကာပူတော့လာတပုံတော့လာဒီမှာကောင်းတာရောအဲ့လိုလုံးဝအစ်စေးပဲကွာနေစီကန်းရှိအတန်ရှင်းတယ်ပြီးလို့ရှိရင်အဲ့လိုကိုလိုလက်မှုနဲ့ကိုပဲကျန်တာကတော့ကိုယ့်ကိုစီကန်းရှိနေတန်ရှင်းဟိုဟာကြီးလားသိရဘာလည်းမသိဘူးနာမည်ရောမသိဘူးသိရောပြောနေတဲ့ဟာကိုသိတယ်နာမည်မသိဘူးအဲ့လိုပါပဲကျွန်တော်တို့ကအကုန်လုံးရှာပေးရတယ်တောကြီးနေရာလေးရှာပေးရဆိုတပုံလေးရိုက်ပေးရတယ်အဲ့ဒါကိုမှအဆင်မပြေလို့ရှိရင်လည်းကျွန်တော်စိတ်ကုပ်ပါသေးတယ်တောကြီးနေရာတော့တပုံမပို့လိုက်တယ်ဖတ်ဆိုနော်ဟုတ်လားလို့မှဖြည့်ပေးပါဘာမှမလုပ်တော့လာပေးနေရပြီโอเคပါကျွန်တော်တို့ပြီးရင်ပြန်တွေ့ပါမယ်အဲ့နေရာကိုတော့နည်းနည်းကြည့်လိုက်ပါဦးမယ်ကျွန်တော်တခုပြပါမယ် surprise အိုးလုံးဝဒီလမ်းလေးကလုံးဝတော်တော်လာတာတကယ်ကိုဟို Hawaii vibe လို့လုံးဝဒီ Arabic Street စင်ကာပူမှာရှိ Arabic Street တကယ်မိုက်တယ်
ဆိုညာဘက်ဆိုတော့တော်တော်လေးလှရဲဒီခင်းဘက်ဆိုတော့တော်တော်လေးလှဒါကတော့ဘယ်တော့မှမနှက်ခင်းဘူးမနှက်ခင်းလုံးဝမိုင်ပတ်ဆက်တော့မို့လား invest မို့လားပြောရဘလို့မှာဒီဘက်မှာများတော့တက်ကီဆိုင်နေရတော့ပုံများရယ်တက်ကီဆိုင်နေပုံများတယ်ဒီမှာကဒါ Arabic street ပေါ့သူ Arabic လူမျိုးတွေတော်တော်များဒီအနောက်ဥရောပတွေတော်တော်များစားတဲ့အစားအစာတွေပေါ့အကောင်တွေကပုံများတယ်ဒီမှာ Chinese ဘက်ကတော့တရုတ်တန်းတက်ထားပေးထားတယ်တက်ရှိတယ်ဒီပြောမလဲဒါလည်း tourism အတွက်ပဲပေါ့နော်သူတို့တွေတော့ကတော့တော်တော်ရှိတယ်မှာမနက်ခင်းဆိုလို့ရှိရင်မနက်ခင်းဟိုရှိတယ်တော်တော်လာနေမှအများကြီးပဲဟုတ်ဟိုရနေဒီအားထင်ရှားတဲ့နေရာတစ်ခုဖြစ်ပါ$10ဒါကတော့ကျွန်တော်စာဆူလတန်ဗလီပေါ့နော်ဆူလတန်ဗလီပေါ့သူရဲ့ဒီရွှေရောင်ဟိုကနေတူတယ်အမိုးတွေကြောင့်တော့နည်းနည်းနာမည်ကြီးရယ်ပြီးတော့တော်တော်လေးလေးဒီအာရက်လမ်းမှာဆိုလို့ရှိရင်ဒီကောင်ကနာမည်ကြီးပါတယ်ဆူလတန်ဗလီပါကျွန်တော်မကနက်ဝယ်မလို့ပါမကနက်ရွေးမလို့ပါဒီမှာတကြရတယ်အမို့ရှိပါတယ်ပြောသားပဲဒါပေမဲ့ဒီဘက်ဟာရငါတို့အင်းဟာရဖောင်းကြွားမဟုတ်ပါနဲ့နည်းနည်းလိုမျိုးမာဒါနှစ်ချက်ရချင်ဟိုကောင်3ချက်လေကွယ်ဒါကတူပါတယ်စဉ်းစားပါ तू ကအမြဲတမ်းအဲ့လိုမျိုးအဲ့မကနက်ရွေးပြီဆိုလို့ရှိရင်ပေးရတယ်တော်တော်လေးကိုအချိန်သူ့ဘယ်လောက်ပေးရလဲဆိုပုံမှန်ဆိုနိုင်ခွက်တောင်ပေးရင်ပေးရတယ်ဆိုဒီမကနက်ရွေးချင်းဆိုဟုတ်တယ်မလားအမှန်တိုင်းဝင်ခံလိုက်မာလိုင်းယွန်းနဲ့မာလိုင်းယွန်းနဲ့အားလုံးမပါတယ်မာလိုင်းယွန်းဒီဒါပါမှာဘယ်လိုမဟုတ်ဒရီးကြီးမှာအဲ့ဘက်ချမ်းဟာမတူဘူးလားဟောင်းနဲ့ဘာသာရေးသဘောကျဒီကောင်းလေနည်းလှလာလို့စိတ်ထဲမှာဒါလေးရောငါတို့ဟိုကဝယ်လာတဲ့ဟာနဲ့တူသေးတယ်ဘိုးရွမ်းဝယ်ထားတဲ့ဟာနဲ့နည်းနည်းတူသေးတယ်ဒါလေးလည်းမိုက်တယ်အဲ့ဒီဘူထားမယ်ဟိုလေးရှင်းလိုက်တော့နော်ဟုတ်တယ်ဟုတ်တာပဲအဲ့ကောင်လေးနည်းပူလာဟုတ်လားရှင်းလိုက်မပတ်စံပြပါ Thank you ဒီတန်းလေးနဲ့တော်လေးလာတယ်လမ်းလေးကခုနကကျွန်တော်ထွက်ခဲ့ရလေအခုမှဟောပါလေဆက်လက် live အခုကဘယ်နိုင်ထိုးတော့မှလဲဆိုတော့10နိုင်ထိုးပါတော့မင်းမလဲတော့ဘူးနော်မလဲတော့ဘူးလေရတယ်ဒီနိုင်လေးလှပါရဲ့ညာလေးတော်တော်လေးလှရဲ့ချက်ပြပါမယ်သုံးရဲလို့လည်းအရန်ကောင်းပါဒီနေ့က
ဒါကသူတို့ရဲ့ရိုးရဲ့လက်ဖက်ရည်အကင်အားတွေကိုပကြီးဆွဲထားစားတော့ဆိုင်လေးပါမနက်စာဆိုင်လေးတွေပါ